ထိုင်တဲ့ကဘာကြီးမှာလူသားတွေပြဿနာပေါင်းတောင်း6000နဲ့ပြည့်နှက်နေခဲ့လူတို့ချိုးကပြဿနာများကိုမီးလုံးမွေမီးလုံးမွေမီးလုံးမွေအေးချမ်းဖို့ချိန်နှံပြီးချိန်နှံပြီးငြိမ်းချမ်းဖို့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 ချိန်နှံပြီးစာဝန်နေရေးပြဿနာများလဲဖြေရရှင်းရတနေပြီးတစာဝန်နေရေးပြဿနာများလဲဖြေရရှင်းရအန်ကိုချိန်နေညမရမနာခရီးကိုစားအလူလိုက်ချိန်မိတ်အန်ကိုချိန်မနာခရီးကိုစားဒုက္ခများလဲရှင်မပွေးပိုင်အမိုက်တိုင်းများလဲရှင်ငါဖိုင်